အားလုံးပဲမင်္ဂလာပါခင်ဗျာကိစ္စချက်စီ football show ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ရပါခင်ဗျာကျွန်တော်ဒီနေ့ဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကကျွန်တော်တို့ Chelsea အသင်းရဲ့လူအပြောင်းရွှေ့လေးရဲ့ကျွန်တော်တို့ Chelsea အသင်းကို UEFA ကနေပြီးတော့ Euro 3 သန်းတန်ရိုက်တဲ့အပေါ်မှာမူတည်ပြီးတော့ဒါကျွန်တော်အနေနဲ့ဆွေးနွေးပြရစီဗျကျွန်တော်အနေနဲ့ပေါ့လေပထမဦးဆုံးအပြောင်းရွှေ့နေတဲ့ပတ်သက်ပြီးတော့ဆွေးနွေးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ Chelsea အသင်းပိုင်ရှင်အနေနဲ့ဒါnet တော့အထားလေးတော့ net ပေါ့နော်အယောင်းဝင်နဲ့ပတ်သက်ပြီးတော့ဒါအခုဒါတက်လိုက်တဲ့နေမှာဆိုလို့ရှိရင်ဒါ Malo Gusto ကို Man City အသင်းကနေပြီးတော့ဒါစိတ်ဝင်စားနေရဆိုပြီးတော့တင်းနဲ့တက်လာတယ် Sky Sport ရဲ့ဖော်ပြချက်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Malo Gusto နဲ့ Man City အသင်းတို့ဟာဒါပုဂ္ဂိုလ်ရဲ့personal agreement တစ်ခုရရှိသွားပြီလို့ဆိုထားတယ်ဗျအဲ့တော့ခုကိစ္စနဲ့ပတ်သက်ပြောမှဆိုလို့ရှိရင်ပေါ့နော် Here we go အဆင့်ထိတော့မရောက်သေးဘူးဗျတော့ပဲမယ်လို့ကျွန်တော်တို့ Chelsea အသင်းဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါပေါ့နော်ကျွန်တော်တို့ Chelsea အသင်းအနေနဲ့ Malo Gusto ကဒါကျွန်တော်တို့ Chelsea အသင်းတော့ပေါ့လေနည်းနည်းလေးအရေးကြီးတဲ့ကစားသမားလည်းဖြစ်တယ်နောက်တစ်ချက်ကဒါ Malo Gusto ကိုလည်းလွယ်လွယ်နဲ့ရောင်းမထွက်နိုင်တဲ့အတွက်ကြောင့်မို့လို့ Man City အသင်းကိုဒါပြောင်းရွှေ့ခြင်းပေါင်85တန်းဝန်းကျင်ပေါ့နော်အဲ့လောက်တောင်းထားတယ်ဗျโอเคနောက်ပြီးတော့နောက်တစ်ချက်ရှိတာက Man City ဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပေါ့ဗျာMan City ရဲ့အသင်းရဲ့နေပြ Enzo Maresca အနေနဲ့ခုလက်ရှိသူ့အသင်းမှာ right back ကစားသမားတွေဒါကားပေါ့ဗျာသူ့ရဲ့ဒါကစားကွက်ထဲမှာဒါလိုက်လျောစီညောနိုင်တဲ့ကစားသမားမရှိသေးတဲ့အတွက်ကြောင့်မလို့ဒါခုကျွန်တော်တို့ Chelsea အသင်းရဲ့ဒါ Malo Gusto ကိုစိတ်ဝင်စားနေရဆိုပြီးတော့ဒါကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်ကဲအဲ့တော့ဒါခုကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးရမယ်ဆိုလို့ရှိရင်ဒါ Malo Gusto တီလဲဒါတကယ်ကောင်းတဲ့ကစားသမားတစ်ယောက်ပါတော့ပေမဲ့လို့ခုလောလောဆယ်မှာဒါ Man City အသင်းနဲ့ဒါ Man City အသင်းကြီးပြ Enzo Maresca နဲ့ personal agreement တော့ရရှိသွားပြီ Here we go အဆင့်ထိတော့မရောက်သေးဘူးဗျတော့ပေမဲ့လို့ဒီကျွန်တော်တို့ Chelsea ပြတဲ့အနေနဲ့ပေါ့ဗျာဒီအပြောင်းအရွှေ့ကတကယ်ပဲအလုပ်ဖြစ်နိုင်မလားအလုပ်မဖြစ်ဘူးလားဆိုတာကိုပဲကျွန်တော်တို့အနေနဲ့ချက်စောင့်ကြည့်ရအောင်ဗျ။ Okay ကျွန်တော်အနေနဲ့နောက်တစ်ခုတင်ဆက်ပေးရမှာဆိုလို့ရှိရင်ကျွန်တော်တို့ Chelsea အသင်းရဲ့နောက်ခါလို့ဖြစ်တဲ့ Chalava ကို Italy Club Serie A အသင်းဖြစ်တဲ့ကွန်မောအသင်းကနေပြီးစိတ်ဝင်စားနေရဆိုပြီးတော့သိရတယ်ဗျဒါဘာလို့လဲသိရတဲ့အတိုင်းပေါ့လေ Italy Club Serie A တွေကဒါ AC Milan ဖြစ်ဖြစ်ဘယ် club အသင်းပဲဖြစ်ဖြစ်ဗျာ Italy Club Serie A တွေအသင်းတွေကပြောဗျာသူများအသင်းစီရနေပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်သူတို့ကဈေးနည်းနည်းပဲပေးကျင်ကြတယ်ပြန်ရမယ်ဆိုတော့သူတို့ကအမြတ်ကြီးစားတဲ့ပုံစံမျိုးသဘောမျိုးလည်းရှိတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ Chelsea အသင်းရဲ့နောက်ခံလို့ Chalava ကိုဒါကွန်မောအသင်းကနေစိတ်ဝင်စားတယ်ဘလောက်ပြောင်းရွှေ့ကြီးတောင်းလဲဆိုတော့ဒါ22တန်းပဲပေါ့ဗျာ22တန်းပဲပေးတယ်ပေါ့ဗျာအဲ့တော့ဒါကျွန်တော်တို့ Chelsea အသင်းကလည်းပြက်ပဲဒါ22တန်းကိုဒါညင်ပတ်ခဲ့တယ်ပေါ့ဗျာဘာကြောင့်မလို့ဆိုလို့ရှိရင်ကျွန်တော်တို့အခု Chelsea နေပြဇာဘီအလွန်ဆိုရဲ့ကစားကွက်တယ်ပေါ့ဗျာကစားကွက်တယ်မှာထက်စားလို့ရှိရင်ဒါအနာဂတ်စီမံကိန်းအတွက် Chalava ကဒီတက်ပို့ပြီးတော့အတွေ့အကြုံကောင်းတစ်ခုရှိလာမယ်လို့ဒါယုံကြည်ကြတဲ့အတွက်ကျွန်တော်တို့ Chelsea အသင်းကနေပြီးခိထားခြင်းတဲ့သဘောမျိုးလည်းရှိတယ်ဗျာဒါပေမဲ့လို့ဒါပေါင်33ပေါင်35တန်းဝန်းကျင်နဲ့ဒါလာကန်းနဲ့မဲ့ဆိုရင်တော့ Chalava ကိုလက်လွတ်သွားဖို့အစီအစဉ်ရှိတယ်ဗျာဒါပေမဲ့လို့ဒါခုတည်င်းကပေါ့လေကောလာဟာလာတစ်ခုလို့ပဲကျွန်တော်ကတော့ဒါထင်မြင်မိတယ်။ဘာကြောင့်လို့ဆိုလို့ရှိရင်ဒါဘာမှလည်းပေါ့နော်မရတင်းလဲဒါတိတ်တော့မတက်သေးတဲ့အတွက်ကြောင့်မလို့ပါဗျ။အဲ့တော့ဒါကတော့ကျွန်တော်တို့ Chelsea ပြတဲ့အနေနဲ့စောင့်ကြည့်ရမှာတစ်ခုပါဗျ။နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒါ UEFA ကနေပြီးတော့ကျွန်တော်တို့ Chelsea အသင်းကိုဒါပေါင်ယူရိုပေါ့နော်ယူရို3သန်းတန်ရိုက်တဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကနေဆွေးနွေးပေးပါဗျ။အဲ့တော့ခုဒါကျွန်တော်တို့ Chelsea အသင်းကိုဒါ squad cost rules SRC ရဲ့စီကဲအရာကျွန်တော်တို့ Chelsea အသင်းကချိုးဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့ဗျာဒဏ်ငွေအဖြစ်ယူရို3သန်းဒဏ်ရိုက်ထားတယ်ဗျအဲ့ဒါကဘာလဲဆိုတော့ SRC ရဲ့ဒိတ်မယ်ကဘာလဲဆိုတော့ပေါ့ဗျာဘောလုံးအသင်းတွေဒါငွေချေးအရာမပြိုလဲဖို့အတွက်ကြောင့်မလို့ဒါယူရပြီးတော့ဒီစီကကိုထုတ်ခဲ့တယ်ဗျာအဲ့လိုမျိုးပေါ့ဗျာစီကံမျိုးကိုထုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့စီကကဘာကို impact ဖြစ်စေတယ်ဆိုတော့ဒါကျ
ကျွန်တော်အနေနဲ့ဒါ brother တို့ရှင်းပြမယ်ဆိုလို့ရှိရင်ခုဒါဘောလုံးအသင်းကြီးတွေ SC ကတာတကယ်လို့မထုတ်ခဲ့ဘူးဆိုလို့ရှိရင်ဘောလုံးအသင်းကြီးတွေတော်တော်များများကပေါ့ဗျာသူတို့ပတ်စံရှိရရှိသလောက်ကစားသမားခေါင်းတွေကိုဝဲမယ်ဒီပြခေါင်းတွေကိုဝဲမယ်အခါကြလို့ရှိရင်အသင်းတွေကဥမာအပြည့်ဆိုကြပါဆိုဗျာအသင်းဆိုတာဖြတ်မြင်းအသင်းတွေပဲဖြစ်ပါစေအသင်းတွေပဲဖြစ်ပါစေအဲ့အသင်းတွေကသူတို့ရဲ့ budget တွေကမလုံလောက်တဲ့အတွက်ကြောင့်မလို့ဒါကစားသမားခေါင်းတွေကိုမဝနိုင်ဘူးဗျာအခါကြတော့ကျွန်တော်တို့ဒါဘောလုံး league မှာလဲပေါ့ဗျာကြည့်လို့မကောင်းမှာဖြစ်တဲ့ကြောင့်မလို့ဒါကျွန်တော်အမြင်ရပြောလို့ဆိုလို့ရှိရင်ဒီလိုစီကတ်ချက်မျိုးဒါထုတ်ခဲ့တယ်လို့ပဲကျွန်တော်အမြင်ရယူဆမိတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ခုဒါယူရို3တန်းကဒါ blue goal တော့ပေါ့ဗျာချက်စီအသေးပိုင်ရှိတယ်တော့ဘာမှမဟုတ်ပေမဲ့လို့ပေါ့ဗျာဒါသူတို့နောက်တဲ့ပိုင်ဆိုင်ထားတဲ့ Strasbourg မှာလဲဒါ Strasbourg အသင်းကလည်းသူတို့ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မလို့ Strasbourg အသင်းအစားကျွန်တော်တို့ယူရို15တန်းကိုလည်းပေးချေရတယ်ဗျအဲ့တော့စုစုပေါင်းပေါ့ဗျာချက်စီအသေးအတွက်3တန်းရယ်ဒါအခုဒါ Strasbourg အတွက်15တန်းရယ်ဆိုတော့ပေါ့ဗျာတော်တော်လေးကိုဒါနည်းနည်းလေးကိုများတာပေါ့ဗျာအဲ့တော့ဒါ SRC သုံးမဟုတ် UEFA ကဘာလဲဆိုတော့အခုကျွန်တော်ဆွမ်းနာပြောခဲ့သလိုပဲကစားသမားလားစာတွေလိပြလားစာတွေပြောင်းရွှေ့ကြွေလားစာတွေက HF fee ထက်ပေါ့ဗျာ HF fee တွေကကလပ်ရဲ့ဝင်ဝေထက်80ရာခိုင်နှုန်းပေါ့နော်အဲ့ထက်မြင့်တဲ့ပမာဏကိုမကြော်လုံးပေါ့မကြော်လုံးရဘူးပေါ့ဗျာတကယ်လို့အဲ့ထက်80ရာခိုင်နှုန်းကြော်လုံးမယ်ဆိုလို့ရှိရင်ဒါအခုလိုမျိုးဒါဒဏ်ရာခံရမှာပေါ့ဗျာအဲ့တော့ဒါချက်စီအသေးအနေနဲ့သို့ပေမဲ့လို့ပေါ့နော်ခုဒါယူရို3တန်းဆိုပေမဲ့လို့ပေါ့ဗျာဒါပထမတန်းကိုတော့ခုချက်ချင်းတော့ပေးဆောင်ရတယ်နောက်တန်းကိုတော့ဒါအေးစစ်စစ်မှပဲပေးဆောင်ရတယ်ဗျာခုလိုမျိုးဒါဒဏ်ရာတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ချက်စီပြတ်တဲ့တော်တော်များထင်နေကြတဲ့အတိုင်းဒါလူရောင်းလူဝယ်ကိစ္စလေးတွေဒါဘန်းနာလည်းမဟုတ်သလိုတခြားဘာမှဥရောပဝင်ခွင့်တွေဘာညာတရာကားပေါ့ဗျာအဲ့ဒါလည်းဘန်းခွင့်တော့ဘန်းနာတော့မဟုတ်ဘူးဒီတိုင်းဒဏ်ခွင့်အနေနဲ့ပဲကျွန်တော်တို့ကဆောင်ရတယ်ဖြစ်တဲ့ကြောင့်မလို့ဒါကျွန်တော်တို့ချက်စီပရက်တွေတော်တော်လေးကိုစက်အေးရတယ်ပေါ့ဗျာအဲ့တော့ဒါကျွန်တော်အမြင်နဲ့ပြောင်းမှဆိုလို့ရှိရင်ဒါခုချက်စီအသေးပိုင်ရှင်တဲ့အနေနဲ့ခုဒဏ်ရိုက်တဲ့အပေါ်မှာမူတည်ပြီးတော့နည်းနည်းလေးဒါတင်ငန်းစာရလောက်ပြီလို့တော့ထင်တယ်ပေါ့ဗျာနောက်တစ်ချက်ရှိတာကဒါ brother တို့ကိုဒါကျွန်တော်ပြောနေကြစကားရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့အသေးကအရင်ဗျလုံးဝအောင်မြင်တာလည်းမဟုတ်သလိုဒါလုံးဝအခြေအနေဆိုးဝါးတဲ့ပုံစံမျိုးလည်းမရှိဘူးကန်ဆိုကတော့ဒါအနိုင်မြင့်တက်ကြတော့ရှိတယ်ဗျာဟုတ်တယ်မလားဒါကတော့တဘာဝတရားကြီးပေါ့ဗျာအဲ့တော့ဆိုတော့ဒါကျွန်တော်တို့ချက်စီအသေးအနေနဲ့အခုဆိုလို့ချင်းအနိုင်ဘက်ကနေပြီးအမြင့်ဘက်ကိုဒါတဖြည်းဖြည်းနဲ့ရောင်ကြီးတန်းလာပြီးတော့ကျွန်တော်တို့ယူဆမိတယ် brother တို့ဘယ်လိုမြင်ကြလဲဗျဒီ topic လေးနဲ့ပတ်သက်ပြီးတော့ပေါ့လေ brother တို့ရဲ့အတွေ့အမြင်တွေကိုဒါ comment ထဲမှာရေးပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like share comment လေးတွေလည်းလောက်ခဲ့ပြီးတော့ subscribe လေးနဲ့နှိပ်ခဲ့ကြဖို့လည်းတောင်းဆိုအပ်ပါခင်ဗျာကျေးဇူးတူတရားကျေးဇူးတာအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Football is the game